ကောင်လေးတယောက်ရဲ့လက်တွေမှာဘလိုပဲဆေးဆေးမပြောင်းနိုင်တဲ့အကြေးခွန်တွေပေါ်လာတယ်ဒါပေမဲ့လက်ကိုဖြန့်ကြည့်လိုက်ပြန်တော့လေအဲ့ဒီအကြေးခွန်တွေကပျောက်သွားပြန်ရောသူကတော့စိတ်ချောက်ချပြီးမြင်အောင်လာလို့ပဲထင်နေခဲ့တာပေါ့အဲ့ဒီညမှာသူရေတောက်ဖို့ပလင်းကိုလန့်ကင်လိုက်တဲ့အခါပလင်းကသူ့လက်မှာကတ်နေပြီးခါထုတ်လို့တော့မရတော့ဘူးအဲ့ဒီပလင်းကိုကန်ထုတ်လိုက်တော့လေသူ့လက်ကနယံမှာသွားကတ်နေပြန်ရောစူညံတန်ကြားလို့သူ့မိဘတွေပြေးလွှားတက်လာကြည့်တဲ့အချိန်မှာတော့သူဟာမျက်နှာကျက်မှာစောက်ထိုးကြကဲနေပါပြီကျွန်တော်ပိုဆိုးလာပြီထင်တယ်လို့သူကပြောတော့မိဘတွေလည်းလန့်သွားတာပေါ့ဒါပေမဲ့တေချာစစ်ဆေးကြည့်တော့လေသူ့ခန္ဓာကိုယ်ကပုံမှန်ပဲဖြစ်နေပြန်လို့မိဘတွေတပြင်းချနိုင်သွားတယ်ဒါပေမဲ့ရက်ပိုင်းလောက်ကြာလာတဲ့အခါမှာတော့သူ့ခန္ဓာကိုယ်ကပိုပြီးထူးဆန်းလာပါတယ်အကြေးခွန်တွေပေါ်လာယုံတင်မကပဲတနေ့ကိုရေတန်နဲ့ချီပြီးတောက်ဖို့လိုအပ်လာတာပါတရက်တော့သူရေကူးပြိုင်ပွဲဝင်တဲ့အခါသူ့ရဲ့အရှိန်ကအန်သားစရာကောင်းလောက်အောင်မြန်နေပြီးနိုင်ငံတော်စံချိန်ကိုတောင်ချိုးပြနိုင်ခဲ့တယ်သူအောင်ပွဲခံနေတော့မှပဲလက်မောင်းမှာအကြေးခွန်တွေပြန်ပေါ်လာလို့လူတွေအာယုံစိုက်ကုန်တာနဲ့သူဟာလျှက်စစ်ကြိုးကိုဆွဲချပြီးအာယုံတွေကရုတ်ရုတ်တဲတဲကြားမှာထွက်ပြေးခဲ့ရတယ်အဲ့ဒီနောက်သူကသူ့ငယ်ချင်းကိုအကျိုးအကြောင်းပြောပြပြီးစစ်ဆေးပေးဖို့တောင်းဆိုခဲ့တယ်သူငယ်ချင်းဖြစ်သူက DNA စစ်ကြည့်လိုက်တဲ့အခါဒီကြေးခွန်တွေဟာငါးကြေးခွန်တွေဖြစ်နေတာကိုတွေ့လိုက်ရတဲ့စာအုပ်တွေထဲမှာရှာဖွေကြည့်ပြီးနောက်သူငယ်ချင်းကမင်းဟာရေသူမမျိုးတွေကဆင်းသက်လာတာဖြစ်နိုင်တယ်လို့ခံမှန်းလိုက်ပါတယ်ဒါကိုအတီးပြုတ်ဖို့ကောင်လေးကငါးတကောင်ကိုစကားလမ်းပြောကြည့်လိုက်တဲ့အခါမထင်မှတ်ပဲငါးကရေရဲကနေခုန်တက်လာပါတော့တယ်ဒါတွေကိုသူလုံးဝလက်မခံနိုင်တာနဲ့ကမ်းခြေကိုပြေးသွားပြီးပင်လယ်ထဲခုန်ချလိုက်တယ်ဒါပေမဲ့သူကုန်းပေါ်ပြန်တက်လာတဲ့အခါသူ့ခန္ဓာကိုယ်ကပိုပြီးထူးထူးခြားခြားပြောင်းလဲလာပါတယ်လက်မောင်းမှာအကြေးခွန်ကြီးကြီးတွေပေါ်လာပြီးခြေထောက်တွေကလည်းရေရက်တွေဖြစ်ပြောင်းသွားတာပေါ့သူငယ်ချင်းဖြစ်သူရောက်လာတဲ့အချိန်မှာတော့ကောင်လေးဟာတငါတီတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါပြီအဲ့ဒီအချိန်မှာပဲသူ့ရဲ့တကယ်မေးရင်းဖြစ်တဲ့ရေသူမကြီးကသူ့သားကိုမြင်သွားတဲ့တငါတီတွေကလည်းစက်ကိရိယာတွေကိုတုံးပြီးရေသူမကြီးကိုပိုက်နဲ့အုပ်ဖမ်းလိုက်ကြတယ်အရေးကြီးတဲ့အချိန်မှာပဲသူငယ်ချင်းဖြစ်သူကဓာတ်တစ်ချောင်းကန်ရေထဲခုန်ချပြီးငါးဖမ်းပိုက်ကိုဖျက်ပေးလိုက်တာကြောင့်ရေသူမကြီးလွတ်သွားခဲ့ပေမဲ့သူငယ်ချင်းဖြစ်သူကတော့ရေအောက်ထဲနစ်သွားရှာတယ်အဲ့ဒီမှာတင်ကောင်လေးပေါ်လာပြီးသူငယ်ချင်းကိုရေရဲကနေဆွဲတင်လိုက်ပါတယ်ကုန်းပေါ်ရောက်တော့ကောင်လေးကသူ့ရဲ့ထူးခြားတဲ့စွမ်းအားကိုသုံးပြီးသူငယ်ချင်းကိုအသက်ပြန်သွင်းပေးခဲ့တယ်အဲ့ဒီနောက်မှာတော့သူ့ကိုမွေးစားထားတဲ့အမေရောက်လာပြီးသူ့ရဲ့နောက်ခံသမိုင်းကိုပြောပြပါတော့တယ်လွန်ခဲ့တဲ့10နှစ်ကရေသူမကြီးဟာသူ့သားလေးကိုကာကွယ်ဖို့အတွက်လှေတစ်စီးပေါ်မှာတင်ထားခဲ့ပြီးတိတ်တဆိတ်ထွက်ခွာသွားခဲ့တာပါအဲ့ဒီလေပေါ်ကကလေးကိုဇနီးမောင်နှံနှစ်ဦးကတွေ့ရှိပြီးမွေးစားခဲ့ကြတာပေါ့နောက်ဆုံးမှာတော့သူ့အမေကပင်လယ်ရဲကိုပြန်သွားချင်လားလို့မေးတဲ့အခါသူဟာရေသူမအမေနဲ့ဆုံတွေ့ဖို့ပင်လယ်ရဲကိုပဲရွေးချယ်ပြီးခုန်ချလိုက်ပါတော့တယ်အဆုံးမှာတော့သူကိုယ်တိုင်လည်းရေသူကြီးတစ်ကောင်ဖြစ်အပြည့်အဝပြောင်းလဲသွားပါတော့တယ်ခင်ဗျာ